ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်ဒီကရိုင်ပွဲပန်းနေတော့ကိုတွေ့ရတယ်အလုံးမြင်တဲ့တိုက်ပဲဒီကရိုင်ဒီနေကစားတာလက်ဆက်မှုမရှိတော့ဘူးလေတွေ့နေရတယ်အစည်းဆိုရင်လည်းပထမပိုင်းရောဒုတိယပိုင်းရောလောက်ပြောင်းနေတယ်ဖတ်ထီးမှုလေးရောခုကန်ချင်းလေးရောကိုကောင်းကောင်းပြောနေချင်းမရှိဘူးတော့အောက်စနယ်ကနှစ်ကိုတကူနဲ့ဥဆောင်ပြတဲ့နောက်ပိုင်းမှာဆိုရင်ဘယ်ပဲချမ်းတိုက်ဆေးကိုစိတ်ဖို့မကစားဘဲနဲ့ကော်နာကိုယူဖို့ပဲယူစားနေတော့ကိုတွေ့ရတယ်ပြီးတော့အောက်စနယ်ကို2-1နဲ့နိုင်တဲ့အချိန်လေးမှာဆိုရင်တိုက်ဆေးအလောက်ကြီးမကစားတော့ဘူးခက်ဆယ်မှာပဲကစားတယ်ရိုက်ယာအကောင်းဆုံးလက်ဆက်ပြကောက်ွယ်ထားတာလို့တွေ့ရတယ်90မိနစ်မှာကနဖီဖက်တဲ့အလောက်ကကိုထက်ကိုဝိုင်းပြီးဝင်လာတယ်ကိုတမရိုက်ယာအကောင်းဆုံးကောက်ွယ်ထားတယ်ပွဲပြီးခါနီပြီးထို့နောက်ကတ်ချင်နဲ့ပြန်အန်လာပြီးဂိုးပြီးမဲ့ဒီလောက်ကအောက်စစ်ဖြစ်သွားတယ်ဒီဘက်မှာဆိုလို့ရှိရင်အောက်စစ်နယ်ဘက်မှာရိုက်ယာကအကောင်းဆုံးလက်ဆက်ပြပြီးတော့အနိုင်3မှန်ကိုယူပေးသွားတယ်လို့မြင်တယ်အောက်စစ်နယ်လောကလူအနေနဲ့အနိုင်3မှန်ကိုရရှိပြီးတော့ဇီယာကိုဆက်လက်ဦးဆောင်ထားသေးပဲဒါသူတို့လူချင်းနဲ့တားခဲ့ပဲအဲ့တော့ GM ဆိုရင်ဒီဘက်မှာအောက်စစ်နယ်လောကစက်ကတရားကနီးလွဲပြီးတော့ကျန်တဲ့လူလေးကနည်းဆဆအိပ်ပဲမရှိတော့ဘူးတွေ့ရတယ်အာတီတာအာဆင်နယ်စာကိုက်တဲ့နှစ်ကဆိုလို့ရှိရင်ဒီကအာဆင်နယ်မှာဘောလုံးထွေတာ2ယောက်ရှိတယ် ODK နဲ့စကဒီလို2ယောက်ကအဓိကဘောလုံးကို keeper ရော free kick ချန်ရောအများကြီးဖန်တီးပေးတယ်ဒီနောက်ပိုင်းနေလေးမှာဆိုလို့ရှိရင် ODK ကတိတ်ပြီးတော့အလုံးလုံးတဲ့အတွက်စကဒါပဲအောက်ကိုနေရတာကိုတွေ့ရတယ်စကစီကပဲအဓိကဘောလုံးထွင်နေတယ်အစင်းကစပားနဲ့ပွဲတော့ကောင်းမယ်ဒီဘက်မှာဘာမှလုပ်လို့မရဘူးအဲ့တော့အာဆင်နယ်ကစကဒါပဲအောက်ကိုနေရတဲ့အချိန်ညာနေတဲ့အတွက်တခြားကစားကွင်းနေရာကနေပြီးတော့ create ဖန်တီးမဲ့ကစားကွင်းမျိုးကိုအာတီတာဖန်တီးဖို့တော့လိုမယ်အဲ့တော့ညီကိုရဲ့အမြင်ရောဘယ်လိုလဲအမဆွေးနွေးခဲ့လို့ရပါတယ်